Hello guten Abend ချေတို့ရဲ့ Dream to Dash ဒီတူဒီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ချေတို့ကမကြခင်ကြောင်ရောက်တော့မဲ့20ရက်အနေနဲ့အခုလက်ရှိဒီတင်းကျန်မှာပေါ့နော်ဂျာမန်လို့တခြားတယောက်ကိုဆူတောင်းပေးချင်တယ်ဆိုရင်ဘယ်လိုမျိုးဆူတောင်းပေးလို့ရလဲချေဒီဗီဒီယိုထဲမှာတူတူလေ့လာကြည့်လိုက်ကြမယ်အဲ့တော့ချေဒီဗီဒီယိုထဲမှာဆိုရင်အကုန်လုံးအတွက်အဆင်ပြေအောင်လို့ဂျာမန်လို့ရောအင်္ဂလိပ်လို့ရောမြန်မာလို့ရောအကုန်လုံးနဲ့တချေရေးပေးထားတယ်ပေါ့နော်ဒါဆိုရင်ချေအခုတူတူစပြီးတော့လေ့လာကြည့်လိုက်ကြမယ် so let's start Frohex back surface. Frohex back surface. Frohex tingen. Frohex tingen. Fish box bind back surface. Fish box bind back surface. Frohex tingen face. Frohex tingen face. Frohex noyes ya. Frohex noyes ya. I gesundes noyes ya. I gesundes neues Jahr. Viel Erfolg und Gesundheit für das kommende Jahr. Viel Erfolg und Gesundheit für das kommende Jahr. ကဲဒါဆိုရင်တော့အခုဒီချေတို့မကြခင်ကြားရောက်တော့မယ်မြန်မာနှစ်တစ်ကူဖြစ်တဲ့20ရက်နေ့နဲ့ဒီတစ်ကြက်မှာဂျာမန်လိုဘယ်လိုမျိုးဆူတောင်းပေးလို့ရလဲဆိုတာကိုသိသွားကြပြီပေါ့ Yeah, also this is alles. Danke schön und don't forget to like and subscribe my channel. See you in the next video. Tschüss.